ပုံတွေကိုပြောပြခဲ့ပါတယ်တားဖြစ်သူဟာဇနီးတဲ့တွေကိုကန်ဆိုးစေတယ်ဆိုတဲ့နာမည်ဆိုးကြီးရှိနေတာကြောင့်မင်္ဂလာပွဲကိုတော့အကြီးကျယ်မကျင်းပရခဲ့ပဲချွေးမလေးကိုအခုလိုမျက်နှာငယ်ရအောင်လုပ်မိတဲ့အတွက်အာနာမီကြောင့်ပြောပြခဲ့တာပေါ့အမေသမီးတကယ်ပဲဝမ်းမနေပါဘူးတကယ်ပါအမေလို့ချွေးမလေးကပြန်ပြောခဲ့တယ်ယောက်ျားဖြစ်သူကလည်းအပြစ်မကင်းစိတ်တွေနဲ့ရင်ဖွင့်လာပါတယ်သူကအလုပ်ကျန်းတွေမလုပ်တဲ့ကြောင်းစာဖတ်စာရေးတာနဲ့စာစီစာကုန်းရေးတာပဲတက်မြောက်ပြီးနန်းတွင်းစာမှုပွဲတွေကိုအမြဲတမ်းကြာရှုံးခဲ့တာကြောင့်နောက်တစ်ချိန်မှာမိမကိုဒုက္ခပေးမိမှာအရန်ကြောက်နေမိတယ်လို့ဆိုပါတယ်စကားတွေပြောရင်းနဲ့မှပဲသူမရဲ့ယောက်ျားဟာအသက်10နှစ်သားကလေးကထုံစိမ့်ပွဲကိုအောင်မြင်ခဲ့သူဖြစ်ပြီးတရွာလုံးကသူ့ကိုပါရမီရှင်လို့သတ်မှတ်ခဲ့ကြကြောင်းသိလိုက်ရတယ်ဒါပေမဲ့ဘသူကထင်ထားမှလဲနောက်ထပ်ရှင်းနှလုံးလုံးသူရေးသမျှစာစီစာကုန်းတွေဟာတနိုင်ငံလုံးမှာအကောင်းဆုံးဖြစ်နေခဲ့ပေမဲ့အောင်စရင်ထွက်လာတဲ့ခါတိုင်းသူ့နာမည်ဘယ်တော့မှပါမလာခဲ့ပါဘူးဒါရင်မကသေးဘူးသူ့ရဲ့ဇနီးနှစ်ယောက်လည်းစက်တိုက်ပြေဆုံးသွားခဲ့တာကြောင့်မိမတွေကိုဒုက္ခပေးတဲ့ကန်ဆိုးမှုမှောင်ကျသူကဆိုတဲ့နာမည်ဆိုးကြီးကိုထမ်းပိုးခဲ့ရတာပါဒါတွေကိုကြားလိုက်ရပေမဲ့လည်းချွေးမလေးကတော့ဘာမှဂရုမစိုက်ခဲ့ပါဘူးမောက်လိုလူနဲ့လက်ထပ်ခွင့်ရတာဟာကျမဘဝရဲ့အကြီးမားဆုံးသောကံကောင်းခြင်းပဲလို့တောင်ပြန်ပြောခဲ့ပါသေးတယ်ဒီလိုပွင့်ပွင့်လင်းလင်းစကားပြောပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ရဲ့စိတ်ချင်းဟာပိုပြီးနီးစပ်သွားခဲ့ကြပြီးအဲ့ဒီညမှာပဲလင်မယားအရာမြောက်ခဲ့ကြပါတော့တယ်လင်းအားကြီးအချိန်မှာချွေးမလေးအိပ်ပျော်သွားတဲ့အခါယောက်ျားဖြစ်သူကသူမကိုအသားအရလေးနမ်းလိုက်တယ်ဒါပေမဲ့သူတို့ရဲ့အသားချင်းထိမိသွားတဲ့အဲ့ဒီခဏမှာပဲချွေးမလေးရဲ့ခေါင်းထဲကိုအတိတ်ကအဖြစ်အပျက်တွေရုတ်တရက်ညောင်လာပါတော့တယ်အဲ့ဒီအိမ်မက်ထဲမှာတော့သူမရဲ့ယောက်ျားဟာစာမှုပွဲတွေအကြိမ်ကြိမ်ကြာရှုံးခဲ့ရတဲ့အကြောင်းရင်းကိုမြင်လိုက်ရတဲ့အကြောင်းကတော့သူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းကသူ့ကိုအထူးပြုလုပ်ထားတဲ့မင်းနောက်တောင်ကိုအမြဲတမ်းလက်ဆောင်ပေးခဲ့လို့ပါအဲ့ဒီမင်းနဲ့ရေးထားတဲ့စာလုံးတွေကထွက်လာတဲ့အနံ့ဟာစာစစ်မှုတွေကိုအနံ့ဆိုးကြောင့်မျက်ရည်တွေကျစေခဲ့ပါတယ်စာစစ်မှုတွေဟာစာကိုဆုံးအောင်မဖတ်နိုင်တော့ပဲစာမှုပွဲစာရွက်ကိုရှုံးနေသူတွေရဲ့အမိုက်ပုံတွေကိုတန်းပစ်ချလိုက်ကြတာပါဒါကြောင့်သူမရဲ့ယောက်ျားဘလောက်ပဲစူးစမ်းနောက်ဆုံးမှာအမြဲတမ်းကြာရှုံးခဲ့ရတာဖြစ်ပါတယ်ဒီအဖြစ်အပျက်ကြီးကချွေးမလေးကိုအိမ်မက်ထဲကနေရုတ်တရက်လန်နိုးလာစေခဲ့တယ်ဒါပေမဲ့ဒီအိမ်မက်ကအရန်ဆန်းကျယ်လွန်းနေတာကြောင့်ယောက်ျားဖြစ်သူကိုချက်ချင်းမပြောရဲသေးပါဘူးနောက်တနေ့နေဖို့အမြင့်ရောက်တဲ့အထိချွေးမလေးဟာအိယာကမထနိုင်သေးဘူးဖြစ်နေတယ်ယောက်ျားဖြစ်သူကအခန်းထဲဝင်ပြီးနှိုးဖို့နဲ့မနှက်စာကျွေးဖို့ပြင်တဲ့အခါမှာတော့ရောက်ခမကြီးကလက်နဲ့အသားတားလိုက်ပြီးဘာလို့သွားနှိုးမှလဲချွေးမတစ်လေးကနည်းနည်းပိုအိတ်တော့ဘာဖြစ်လဲကွယ်အားလုံးကမင်းညကမင်းတိုင်းထက်လုံးဖြစ်သွားလို့နေမှာပေါ့လို့စနောက်လိုက်ပါသေးတယ်ပြီးတော့မိခင်ဖြစ်သူကဆက်ပြောပါတယ်ဒီကလေးမလေးရဲ့အမေရင်းကသူမကိုမိထွေးထက်တောင်ဆိုးဆိုးရွားရွားဆက်ဆံပြီးနေတိုင်းနှိပ်စက်ခဲ့တာအခုငါတို့အိမ်ကိုရောက်လာပြီးပဲသမီးလေးကိုကောင်းကောင်းနားယူပါစေအရင်ကမအိတ်ခဲ့ရတဲ့အိတ်ရေးတွေကိုအဝအိတ်ပါစေတဲ့ယောက်ျားဖြစ်သူကလည်းအမေပြောသမျှကိုအကုန်နာခံမယ်လို့ပြောခဲ့တယ်ဒါကြောင့်ချွေးမလေးဟာမွန်းတဲ့ချိန်ကြုံမှနိုးလာခဲ့ရတာပါသူမနိုးချင်းအလုပ်လုပ်ဖို့အမြန်ကပြခဲ့ရလဲခဲ့ပေမဲ့ရောက်ခမကြီးကစူပူလိုက်ပြီးစီကတ်တစ်ခုထုတ်လိုက်ပါတယ်ဒီနေ့ကစပြီးရေအေးကိုတစ်စက်မှမထိရဘူးချွေးမလေးဟာရောက်ခမရဲ့တကယ်ကိုနှွေးထွေးလာတဲ့ဂယုဆိုင်မှုကြောင့်ရင်ထဲမှာအတိုင်းမသိဂယုနာတက်သွားခဲ့ရတယ်နောက်ရက်တွေမှာလည်းသူမဟာယောက်ျားဖြစ်သူကိုတစုံတစ်ယောက်ကဘလို့ပြည့်ရစင်ပြီးဒုက္ခပေးနေလဲဆိုတဲ့အိမ်မက်တွေကိုမကြဆက်မှတ်နေခဲ့ပါတော့တယ်မကြခင်မှာပဲတကွက်ချင်းစီမြင်မှတ်ခဲ့တဲ့အိမ်မက်တွေကနေတဆင်စက်ကြောင်းတစ်ခုလုံးကိုသူမအကုန်လုံးအသေးစိတ်သိရှိသွားခဲ့ပါပြီမျက်စိတမိတ်တွင်းမှာပဲစာမွေးပွဲဖြေရမယ့်နေ့ကိုတဖန်ပြန်လည်ရောက်ရှိလို့လာခဲ့တယ်သူစာမွေးပွဲသွားခါနီမှာရောက်ခမကြီးကတက်ပြင်းတွေချရင်ဒီတစ်ခါမှမအောင်ရင်လဲကံကြမ္မာကိုပဲလက်ခံလိုက်ကြရအောင်တားရဲ့အိမ်မှာပဲနေပြီးမိမနဲ့အေးအေးဆေးဆေးဘဝကိုဖျက်တမ်းလိုက်ပါတော့လို့အားလျှော့တဲ့စကားပြောရှာတယ်ယောက်ျားဖြစ်သူကလည်းပါဇက်ကသာလက်ခံလိုက်ပေမဲ့သူ့မျက်နှာပေါ်ကစိတ်ပြအားငယ်မှုတွေကိုတော့ဖုံးကွယ်လို့မရခဲ့ပါဘူးချွေးမလေးကဒါကိုအထင်သားမြင်နေရတာပေါ့သူမရဲ့ယောက်ျားဆွန်ချူးဟာတကယ်ကိုပါရမီရှင်တယောက်ပါဘာလို့ဒီလိုရုပ်မာတဲ့ကောင်ကြောင့်ဘဝကိုအပျက်စီးခံရမှလဲသူနောက်ထပ်တစ်ချိန်6ထဲကိုအကြမခံနိုင်တော့တာကြောင့်သူမစာမှုပွဲကြာရှုံးခဲ့ရတဲ့လှုပ်ဝက်ချက်ကိုအကုန်ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူမကအမောင်ကျမအိမ်မက်တဲ့ရှောင်းလီကမောင်ကိုချိုးရင်းချက်ရှိတဲ့မင်းတောက်တောင်ပေးခဲ့တဲ့စာစစ်မှုချုပ်ကြီးကအဲ့ဒီမင်းနှန်းကိုနမ်းမိပြီးနှာချီတာမရက်နိုင်ဖြစ်ပြီးတော့မောက်စာရွက်ကိုဖတ်တောင်မဖတ်ပဲလွှတ်ပစ်လိုက်တယ်လို့ပြောလိုက်ပါတယ်ယောက်ျားဖြစ်သူကကြားတော့ဒါကမဖြစ်နိုင်ဘူးအရန်စမ်းကျယ်လွန်းတယ်လို့ထင်နေ